မနေ့ကညနေရဖြစ်သွားတယ်မန္တလေးတိုင်းဒေသကြီးတောင်ပတောင်ညို့နယ်စေပေါချောင်းမှာဒီရေအားတွေရန်ညာပြီးကားကြီးဖင်ထောင်သွားတဲ့ကိစ္စပေါ့နော်ဖင်ထောင်သွားတဲ့ဗီဒီယိုဖိုင်ရဲ့မှတ်တမ်းအစအဆုံးပေါ့နော်ကားကြီးစပြီးဖင်ထောင်သွားတယ်ဖင်ထောင်သွားပြီးတဲ့အချိန်မှာကိုကြီးကယ်ဆယ်ရေးတွေရောက်လာပြီပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်အမျိုးသားက9ဦးအမျိုးသမီးက17ဦးခလေးက3ဦးအဲ့ဒီမှာကုန်ဝင်တဲ့အမျိုးသမီး2ယောက်လည်းပါသေးရပေါ့နော်အကုန်လုံးကန်ကောင်းကြတယ်ပရိုက်တာအတင်းတွေကလည်းအရန်ကိုမှတော်တဲ့မိသက်တွေကလာပြီးကုညီကြပါတော့ဒါတကြုံငွေဘက်ကမိသက်တွေရောက်ချလာပြီးကုညီကြတယ်လို့ပြောပါတယ်ဒီရေထပေါ့နော်ပုတ်ပါကနေပြီးသူတို့ကဈေးဝယ်ပြီးပြန်လာတဲ့သဘောမျိုးပါပဲအဲ့ဒီတို့မဲ့စေပေါက်ချောင်းကအရန်ရေစီးတန်တာတဲ့အရန်ရေစီးတန်သူကရေဖြစ်ပြီးတော့ရန်ရေစီးတန်တာသူများဟုတ်စားဘယ်လိုတော့မဲ့မိုးကလည်းနည်းနည်းလေးရွာလာတော့လေအဲ့မှာရေကအရန်ညာပြီးတော့ကာကြီးကသွားနေတယ်လို့ဖြစ်သွားလို့စောက်ထိုးဖြစ်သွားညံ့ကြရွာလာပေါ့နော်ဖြစ်သွားညီမတို့စောက်ထိုးဖြစ်သွားပြီးအချိန်မှာအခုလိုဗီဒီယိုမှတ်တမ်းအချိန်မှာတော့ဗီဒီယိုရေးစထွက်လာမှကောင်းများစိတ်ပူကန်ကြလေဆိုတော့ဘာလို့ပူပန်ကြလဲဆိုတော့လေတရင်တွေမှာတက်တယ်လေကိုဝင်တဲ့အမျိုးသမီးလည်းပါတယ်အဲ့ဗီဒီယိုထဲမှာကြည့်လေခလေးလေး3ယောက်ကကားပေါ်မှာနေရတာဟဲ့ခလေးတွေကကားပေါ်မှာရေးစိုးရင်လိုက်တာကားရိုက်ဖိထောင်တယ်တောက်တယ်အဲ့ဒီမလားအဲ့ဒါကိုမှကိုကြီးကယ်ဆယ်ရေးသမားတွေကရွရွချွန်ချွန်ကိုကြီးကယ်ဆယ်နိုင်ခဲ့တဲ့အတွက်အခုလိုတို့တွေတရားမှဘေးမထိရမခပဲနဲ့တို့ရဲ့နေအိမ်ကိုပြန်လဲရောက်ရှိတာပေါ့နော်အခုဒီဗီဒီယိုဖိုင်လေးမှာလည်းကျွန်တော်ကအစအဆုံးဒီတို့ကိုကြီးကယ်ဆယ်တာတွေအစအဆုံးကျွန်တော်တွဲတဲ့ပြသပေးထားပါတယ်အတူတူကြည့်လိုက်ကြအောင်နော်မျိုးသမီးရော4ယောက်5ယောက်လူတွေပြောလို့ပဲဖះတရားမလာပဲပြောပြောလေဟိုဘယ်လိုပြောမလဲကိုကြီးကယ်ဆယ်ရေးကောင်းတာလို့ပဲပြောအဓိကတော့ကောင်းတာဟုတ်တယ်မလားဒါတို့ကန်လေးကလည်းကောင်းတယ်ဖះတရားမလာလည်းပါတယ်ကိုကြီးကယ်ဆယ်ရေးတော်တာကြောင့်လည်းပါတယ်ဟုတ်တယ်မလားဘာလို့လဲဆိုတော့အဲ့ဒါမနေ့ကညနေ9နာရီလောက်ကနေဖြစ်သွားတဲ့အချိန်မှာမနေ့ကညနေ6နာရီခွဲအချိန်လောက်မှာတို့အားလုံးကိုကြီးကယ်ဆယ်နိုင်တယ်ဆိုတော့ဒါကောင်းတာပဲလေနော်အဲ့မှာဒီအသက်ဆုတ်ဆန်တရားမနေကုန်မှကယ်ကြနင်းတဲ့အတိုင်းပဲဒီပေါ်တော့တမဒီကြောက်ပလောင်းမှာဒီအခုရေကြီးတဲ့နေရာမှာကတော့ဒါသက်ဆုပ်ဆက်ရကဲလို့ခုညကဲစဲလို့နိုင်ခဲ့ကြပေမဲ့လည်းဟိုဘက်က ARတိုင်းဆိုင်လူမှာတော့မဟိုတနေ့ကမီးလောင်တဲ့ဟာမှာဆိုင်ငံပေါင်း228ဆိုင်ငံ280ကျော်200ကျော်တော့ကုန်သွားတော့တေးကြတယ်ပြီးတော့အဲ့ဆိုင်ငံတွေကပြန်ရောက်ဖို့မရောက်ဘူးလေမတေးကြဘူးပေါ့နော်တို့ဒါမြို့မဈေးပေါ့တနုတူမြို့မဈေးမီးလောင်သွားတာတဲ့အိမ်ဝိုင်းတော်တော်များကောင်းပါတို့ဆက်ဆောက်သွားပေါ့နော်မီးဘေးရှောင်မလောင်ရင်တားဆိုလို့ပဲမီးဘေးအတွက်ကြိုတင်နေစိမှုတွေအများကြီးလုပ်ထားတယ်ဒါပေမဲ့တကယ်တမ်းလက်ထစ်လောက်ဘာမှမမေရမကယ်နိုင်တော့ပဲနဲ့မီးလောင်ကြာကြသွားပြီးစိုက်မောင်း200ကျော်တော့မှဆုံးချုံသွားတာပေါ့နော်တကယ်ကိုစိတ်မကောင်းစရာကိစ္စပါအခုကရာသူတို့ကအရန်ပူလာပြီနော်အရန်ပူလာတဲ့အချိန်မှာမန္တလေးမှာလုံစိုးဝဲလုပ်တယ်လုံစိုးဝဲလုပ်တဲ့အကျိုးကျေးဇူးတွေကအခုမန္တလေးရဲ့အနီးတစ်ဝိုက်တွေတခြားနေရာတွေတော်နေမှာမိုးတွေရွာတယ်ဒါပေမဲ့မိုးတွေရွာလုံးဝကြီးပြီးတော့အခုလိုရေကျော်သွားတဲ့ခါကျတော့လေဘေးအတွက်ဘေးရနေလေးနင်းငယ်တော့ရှိတာပေါ့နော်ဒါပေမဲ့မိုးတွေရွာတယ်ဆိုတော့ဟိုတက်မှာနင်းငယ်အေးဝါပေါ့ဒါပေမဲ့နေရာကွက်ကြားပဲရွာသေးရပါနေရာစုံမှာတော့မရွာသေးဘူးရွာတော့ရွာမှာပါမှာတော်တော်ရွတ်ပူလာတော့လေနော်နောက်ပြီးတော့နောက်ထပ်သတင်းတစ်ပုဒ်ကဒီဗီဒီယိုလေးကိုကြည့်နေနောက်ထပ်သတင်းပြောပြရမယ်ဆိုရှင်အဲ့ဒါကဘာမှလဲဆိုတော့ချောင်းသာတော့ငွေဆောင်လို့ပေါ့မဟုတ်အဓိကချောင်းသာပေါ့နော်ချောင်းသာမှာဒီချက်ပို့တွေကိုစားနေနေဝိုင်းရောကနည်းနည်းဖြစ်နေတယ်လို့သတင်းတွေကသိရတယ်အဲချက်ပို့တွေစားတာတတိချာစားကြဖို့ဆိုပြီးတိုင်းပေါ်မှာတင်ထားတာတွေ့တယ်နောက်တစ်ခုကကြောင့်ငွေဆောင်မှာငွေဆောင်မှာကျတော့ဗာတက်တာလဲဆိုတော့ဒီမရေးတပုံလေးရိုက်ပြီးမယ်ကိုရေးတပုံလေးရိုက်ပြီးမယ်ဆိုအဲ့ကောင်မလေးတွေကကလေးလေးတွေတရားပေါ့နော်ဘယ်သူလဲဆိုတော့မသိဘူးကလေးတိုင်းကိုပြောတာလည်းမဟုတ်ဘူးအဲ့ဒီကလေးလေးတယောက်ကပတ်စံအိတ်ထဲကောင်မလေးတယောက်နဲ့ပတ်စံအိတ်ထဲကနေပတ်စံ9သိန်းကိုယူသွားတယ်ဆိုတဲ့သတင်းလည်း line ပေါ်မှာတော်တော်ကြီးကိုလေးကျော်တက်နေတယ်နောက်ပြီးတော့ချောင်းသာငွေဆောင်ကချက်ပို့တွေပေါ့နော်ချက်ပို့တွေကတဲ့ဈေးတွေကပေလယ်နဲ့နီးတယ်ကန်းဆက်နဲ့နီးတယ်ဈေးပေါ်ကောင်းဖြစ်ရမယ်ဟာအခုတော့ဒီမှာရန်ကုန်ကရွှေပြည်တော်90ထက်တော့မှဈေးပိုကြီးနေတယ်ရွှေပြည်တော်90ကနေလာယူပြီးတော့ချောင်းသာမှာချက်တာလားဆိုပြီးမင်းနဲ့စူးစမ်းနေတဲ့သတင်းတွေလည်းကြားရပါတယ်နောက်ထပ်ပြောအောင်မယ်နောက်ထပ်သတင်းတစ်ပုဒ်ရှိသေးနောက်သတင်းတစ်ပုဒ်ကဘာလဲဆိုတော့ဒီချောင်းသာငွေဒီပသိမ်လမ်းမှာဒီဖုံးကြီးကျောင်းပုံစံလေးမှာနေနေတဲ့ဦးစင်းတဲ့ဒီပေါ့ဒီလက်ရှင်နဲ့ပလူးပလဲနေတဲ့ဗီဒီယိုဖိုင်တွေ line ပုံပြန့်လာတယ်လေအဲ့ line ပုံပြန့်လာတဲ့ဗီဒီယိုဖိုင်တွေနောက်ကိုဒီစုံစမ်းစစ်ဆေးတွေတောက်လျှောက်လိုက်ပြီးအချိန်မှာအခုတော့အဲ့လူပုဂ္ဂိုလ်၄ဦးပေါ့နော်ဦးစင်း2ပါမယ်ဒီလက်ရှင်2ပါပေါ့နော်အဲ့အကုန်လုံးလူဝဲလဲလိုက်ပြီးတော့အခုဖန်စီရေးလိုက်ပြီးတော့နော်ဒါလာချုံးနေစေပြီးရေးလိုက်ပြီးဆိုတဲ့သတင်းလေးရှိပါတယ်ကားပေါ်တိတ်မကြမ်းတော့နောက်ထပ်ကတော့နေပူတဲ့ဆက်သတင်းတွေရမယ်ထင်တယ်ဘာခလေးတူလေးပါသေးရဲ့နောက်ထပ်ကတော့ပြောရမယ်ဆိုရှင်တော့ဒီနိုင်ငံတကာတွေပေါ့နိုင်ငံသတင်းကတော့
Donald Trump နဲ့ဒီ Iran နဲ့ကလည်းဟိုဖေးရွှေ့လိုက်ခေါင်းရွှေ့လိုက်တိုက်မလို့လုပ်လိုက်မတိုက်မလို့လိုက်စီစေးတွေကတော့တက်လိုက်ကြလိုက်ပါပဲအဲ့လိုသွားလာနေပေါ့နော်အကြာကြီးရှိလည်းမတော်ဘူးအတက်ကြီးရှိလည်းမတော်ဘူးဒါပေမဲ့စိုးစိုးဝါးဖြစ်နေတဲ့ပြဿနာဘာလဲဆိုတော့ဒီတောင်သူတွေပေါ့နော်ရှမ်းပြည်နယ်ဘက်မှာရှိတယ်ဒီတောင်သူတွေအာလူစိုက်တဲ့တောင်သူတွေကတော့အာလူစိတ်ရမ်းကြလို့ဆိုပြီးဒီနေ့အာလူစိတ်တော်တော်ကြတယ်ဆိုပြီးတော့ညင်းနေတဲ့သတင်းတွေလည်းတော်တော်ကြီးကို live ပေါ်မှာတော်ဟော့နေပါတယ်နောက်ထပ်ဗာသတင်းတွေပြောပြရင်ကောင်းမလဲဆိုတော့အဲ့ဆိုတော့နေနဲ့ကျွန်တော်ရဲ့ channel ကိုကြည့်ရင်တစ်ခုခုတော့ရပါအောင်နောက်လိုက်ရလဲတစ်ကောင်းဖြစ်နိုင်တာပဲเนาะဒါပေမဲ့ဒီ channel မှာတင်လာတာတွေကများသောအားဖြင့်ဒီပေါ့မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတာတွေကမ္ဘာမှာဖြစ်နေတာတွေကိုကျွန်တော်မှတ်တမ်းမှတ်ရယူတဲ့အနေနဲ့ပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့အမှတ်တရလေးကြံနေအောင်လို့ဗီဒီယိုလေးလှုပ်လှုပ်ထားပြီးတင်ပေးနေခြင်းဖြစ်ပါရဲ့ပေါ့เนาะကျွန်တော် channel မှာဆိုအခု subscriber ကိုကြည့်လိုက်ပဲဆိုလို့ရှိရင်တော့10ရောက်လား9ရောက်လားအဲ့ဒါပဲရှိ view ကိုကြည့်မယ်ဆိုရင်မနေ့ကဆိုရင်2 view လား3 view လားအဲ့ဒါပဲရှိအဲ့ view လည်းနေတယ် subscribe ပါလဲနေတယ်အဲ့ဒါကမှ view လေး subscribe လေးလုပ်ဝေးကြပါဦးလို့เนาะဒီ channel ကပတ်စံရဖို့အတွက်အဓိကလေပတ်တဲ့ channel မျိုးမဟုတ်ပါဘူးဒီ channel ရဲ့အဓိကသွားလာမှုကဒီ line ပေါ်မှာဘာလေးဖြစ်နေလဲအသက်ဆန်းဘာလေးဖြစ်နေလဲကိုကျွန်တော်ကမိတ်ဆွေတို့နဲ့အတူတူပြောဆိုပေးနေဗီဒီယိုလေးတွေကျွန်တော်တင်ပေးတယ်အဲ့ဒါလေးကိုအတူတူမျှဝေပြီးကြည့်ကြမယ်ဒီလောက်ပဲကျွန်တော်တော့ဘာလဲဆိုတော့ကျွန်တော်သူများကိုလေဟာလာကြီးမမကွေးစော်တို့ဘာလို့လို့တုံကြောင်မဖောင်းထုတ်တတ်ဘူးဘယ်ကစားကွေးစော်တို့ဘာလို့လို့မပြောတတ်ဘူးကွာကြက်လက်ကြတယ်အဲ့လိုကြက်လက်ကြကြီးဟာဒီ production ဘယ်လိုဖြစ်တယ်ဒီဦးစင်းရတာဘယ်လိုဖြစ်တယ်ဒီလူကဘယ်လိုဖြစ်တယ်အမြင်မတော်ဘူးအဲ့လိုကြီးတွေမပြောတတ်ဘူးကြာမပြောတတ်တဲ့ခါကျတော့နင်းတဲ့အတိုင်းလေးကိုပဲဒါကြီးကိုဒီလိုနင်းနေဆိုတာပဲကျွန်တော်ပြပေးတတ်တယ်အဲ့တော့တရင်ကိုကျွန်တော်မျှဝေတဲ့သဘောပဲရှိရပါဗျာသူဝေဖန်ကိုလေကံမှုကအရင်ကြီးမားကြီးမရှိဘူးဝေဖန်လေကံမှုအကြီးမားကြီးမရှိတဲ့ခါကျတော့တော်များလည်းမကြိုက်ကြဘူးညာတော့တည်းကတယောက်ကိုဒီကောဒီလိုဖြစ်နေရဆိုအကြီးအဲ့လိုထိုးပြီးပြောတာမျိုးသဘောကျအောင်လေနော်ဒါပေမဲ့ကျွန်တော်ကပို့ပြီးမပြောတတ်တဲ့ခါကျတော့ဗီဒီယိုကတော့ဖြူတော့မတက်ဘူးဒါပေမဲ့ကျွန်တော်ဗီဒီယိုလာကြည့်တဲ့လူတွေဒါနေ့စဉ်ဖြစ်နေတဲ့သတင်းကိစ္စတွေကိုသိရအောင်အဲ့လိုမျိုးပဲအခုမနေ့လေးတွေမှာတင်ထားတဲ့သတင်းတစ်ပုဒ်ဆိုရှင်ကားတွေစုံစုံမမကားတွေလေခုတွေခွဲနေတော့မှရှိတယ်ဆိုတဲ့အကြောင်းလေးသတင်းမှာ live ပေါ်မှာတွေ့လိုက်တယ်မော်တော်ဘီကယ်တွေကနားလေပါလိုက်လုံနေတယ်တဲ့ဒီစုံစုံမမကိစ္စတွေကိုအစိုးရကလည်းဘာမှမပြောတော့ပေမဲ့အထက်ကဘာမှမပြောတော့ပေမဲ့အောက်ကတော့စုံစုံမမကိစ္စတွေကိုဆွဲစားနေတော့မဲဆိုတဲ့သတင်းတွေကြားတယ်အဲ့ကိစ္စကလည်းတော်တော်ရုပ်ပဲနော်တော်တော်ဒီဘက်ကလူတွေပြောတယ်ဟိုဘက်ကလူတွေပြောနိုင်ငံဘက်ကလူတွေပြောဘသူပဲပါပဲတော်စားနေလူတွေစားနေတယ်ပေါ့နော်နောက်တစ်ခုကတော့လေကျွန်တော်တို့ကြားဘူးတဲ့စာရေးဆရာကြီးပြပဲဒီလားအဲ့စာရေးဆရာကြီးပြမနေ့ကအစွဲစိခံလိုက်ရတယ်ဆိုတဲ့သတင်းလေးကြားတယ်အဲ့ဒါတော့ကျွန်တော်လည်းသိပ်မသိရတော့ပြောတော့နော်။ဒါလည်းရုံမပေါ်ကြားရရဲ့ဆိုစာရေးဆရာကြီးပါသွားတယ်လို့သတင်းကြားမိရဲ့။နောက်တစ်ခုကတော့ line ပေါ်မှာကိုဟောတာနေရပါလဲဆိုတော့တပ်မွန်ရဲ့ရုပ်ရှင်ကားတပ်မွန်ရဲ့အခုထွက်လာတဲ့အသစ်ထွက်တဲ့ရုပ်ရှင်ကားကလည်းတော်တော်ကြီးကိုဟောတာနေပါတော့။တပ်မွန်ရဲ့ idea တွေဒီ fight play ရဲ့အခန်းတွေတော်တော်ကြီးကိုကောင်းတယ်ဆိုပြီးတော့တော်တော်ကြီးဟောတာနေ။အဲ့ဒါနဲ့အတူတူပဲဒီဘက်မှာကျတော့လေတပ်မွန်ကြီးကအရင်ကလက်သုံးချောင်းထောင်ခဲ့တဲ့ဗာနဲ့သားတကာတွေပေါ့နော်အဲ့ကိစ္စလေးပြောနေတာလေးလက်တွေ့လိုက်ပေါ်မှာအဲ့လိုလေးပေါ့ဟိုဘက်ကတမျိုးဒီဘက်ကတမျိုးပေါ့ဘလို့မမရဘူးလေ ဟုတ်တယ်ဗာသတင်းရှိသေးလေဆိုလက်တလုံးမှာဆိုရှင်တော့တပ်မွန်ကြီးကိုဂရုကြီးနဲ့တွေးလိုက်တယ်ဟိုမေတီလက်ရှင်ဝင်ပဲလို့များတယ်ပြောတယ်ဟုတ်လားမဟုတ်လားတော့မသိဘူးဂရုကြီးကတွေးလိုက်တာတော့အမှန်ပဲတိုင်းပေါ်ကတွေးလိုက်တယ်ပို့တွေတွေးတယ်ရှိမယ်ကောက်လောက်ကောက်အခုကျွန်တော်တို့ဒီဗီလို့ဒီလေးပေါ်နေတာဒါထောင်ဘယ်လိုနေလဲစိတ်ချမ်းသာစိတ်မချမ်းသာမလားကြော်ဟိုက်လားနှလုံးကနဲ့ပေးရမလားနောက်နေ့ကြလို့ရှိရင်နှလုံးကနဲ့ပဲပါကောင်းတယ်လို့ပါတော့ကျွန်တော်အဲ့ဒါလည်းစဉ်းစားထားပါတယ်နှလုံးကနဲ့လေးပါပေးဖို့လည်းစဉ်းစားထားပါတယ်ဒီနေ့အတွက်လက်ပွင့်စေတဲ့ကဏ္ဍများဆိုပြီးတော့အဲ့လိုစဉ်းစားထားတယ်လေးတော့ရှိပါတယ်နောက်ကြုံလို့ရှင်ကြုံကြိုက်လို့ရှင်လို့ရှင်အဲ့ကဏ္ဍလေးလည်းထည့်သွင်းပြီးပြောပြပေးရမယ်လေနော်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုကိုအချိန်ပေးပြီးတော့အစဆုံးလာကြည့်ရလူပဲတစ်ကြော်ကြည့်ရလူပဲတစ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့နောက်နေ့မှတွေ့ကြပါဘောနော်